1360ခုကောဇာတိကိ1329ခုတော်တဲ့နာသန်ရှိရဥပုသ်ပရိနေမှာဥပုသ်တိလာများစောင့်တည်ကြဖို့ရွှေမင်းဝန်ရသစ္စာရွှေစီကျောင်းတိုက်တွင်သို့ဥပုသ်ဆောင်ပုဂ္ဂိုလ်ဆိုတဲ့ရွေခြင်းနဲ့ရောက်ရှိလာကြတဲ့အလုံးသောဥပုသ်တေတရားတော်ပေါင်းတော်တို့ကိုပြင်းတို့ရသော်ဘုရားဟောကြားတော်မူတဲ့တရားဒေသနာများစွာရှိတဲ့အတွက်ကဒီဝရဏတရားဆိုတာနဲ့ပတ်သက်ပြီးတော့မန္တလေးဘုရားကြီးပြသတော်မူတဲ့မဂ္ဂဒေဝအင်္ဂါကျမ်းကြီးထဲမှာဒီဝရဏနဲ့ပတ်သက်ပြီးတော့ဆိုဘုရားကြီးဥပမာပေးပြီးတော့ရေးခဲ့တဲ့အင်္ဂါကြီးရှိတယ်အဲ့ဒါအလုံးမှတ်သားစရာကောင်းအဲ့ဒါကိုဒီကနေ့ဥပုဒ်တရားဖြစ်ဖြစ်ပိဋကကောင်းဘုရားတော်ကိုပြင်တော့ပြောပြနော်နိဝရဏဆိုတဲ့ပါဠိစကားလေးကပမာတော်အပိအပင်တာအစီဒီလိုသိနေရတယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်အကျွနိုင်ဖို့အတွက်ရှိကနေပြီးတော့ပိတ်ပင်ထားတဲ့သဘောကာဝယ်ထားတဲ့သဘောတားဆီးထားတဲ့သဘောဒါကိုနိဝရဏလို့ခေါ်တယ်အမှန်တရားကိုမသိအောင်မမြင်အောင်ရှိကနေပိတ်ပင်ကာဝယ်တားဆီးထားဆိုကြပါစို့အရင်တို့တောင်းတလုံးထဲမှာသုံးတရားထည့်ထားတယ်အဲ့ဒါကိုပေါ်ကနေပြီးတော့သဘောလိုဟာကြီးနဲ့ပိတ်ထားလိုက်တယ်ဆိုရင်အဲ့ဒီတောင်းထဲမှာဘာတွေရှိလဲဆိုတာကိုမသိရတော့မမြင်ရတော့အုံတာထဲမှာဘာရှိလဲဆိုတာမသိနိုင်အဲ့လိုပဲအရင်တို့တရားဓမ္မတို့ရဲ့စိတ်ကိုအမှန်တရားကိုမမြင်အောင်မသိအောင်ချမ်းသာအစစ်မှဖြစ်တဲ့နိဗ္ဗာန်နဲ့မတွေ့ရအောင်ရှိကနေပြီးတော့ပိတ်ပင်ထားတဲ့သဘောကာစီးထားတဲ့သဘောကိုနိဝရဏလို့ခေါ်တာအဲ့ဒါဒီလင်္ကာထဲမှာဆိုကြီးကဒီနိဝရဏ6ပါးကိုကင်းကြီးများနဲ့တူတယ်လို့အဲ့လိုတောင်ရှိတယ်ကင်းဆိုတာကအပြောတာမဆိုတော့ဟိုကြိုက်တဲ့ကင်းမှမပြောတာမဟုတ်ကြားကစားတဲ့အခါမှာဟိုဘက်ကိုအောက်သွားပြီဆိုလို့ရှိရင်ကင်းကြီးရဒါသိရနော်ကင်းရပြီဆိုလို့ရှိရင်အဲ့ဒီကင်းကစန္ဒာလိုင်းမှာထိုင်ပြီးတော့ထားလို့ဆိုရင်ဘယ်ကောင်မှမကြော်ရင်းနဲ့မဖြတ်ခဲနဲ့တက်လာတဲ့ကောင်အကုန်လုံးသူစားမယ်နော်ဒါကကြားကစားမှုတဲ့လူတွေမှာပို့ပြီးတော့သိဟုတ်လားအဲ့လိုပဲနိဗ္ဗာန်တရား6ပါးဒီမှာတော့သူကနိဗ္ဗာန်ကို6ပါးပြောတယ်ဒေသနာတော်တွေထဲမှာများသောဖြင့်နိဗ္ဗာန်တရားကို5ပါးဟောတာများတယ်သို့တော့6ပါးဟောတဲ့ဒေသနာတွေလည်းရှိတယ်ပြည့်စုံလုံးနားလည်ဖို့မှတ်သားဖို့တော့လိုတာပေါ့နော်ပြည့်စုံလုံးမမှတ်သားဘူးဆိုလို့ရှိရင်ညင်းခုံမှာဆိုရတယ်ဟုတ်လားကိုက5ပါးပဲမှတ်သားဘူးလို့ဆိုရင်6ပါးရှိတယ်လို့ပြောတဲ့လူနဲ့တွေ့ရင်ညင်းတော့မှာဟုတ်လားအဲ့တော့5ပါးဟောထားတာရှိတယ်လို့6ပါးဟောထားတာလည်းရှိတယ်ဆိုတာလည်းမှတ်သားရအဲ့ဒါဒီလင်္ကာကြီးထဲမှာဆိုဘုရားကြီးကနိဝရဏတရားကို6ပါးရှင်းပြတယ်ဘုပြည့်စုံသွားတာပေါ့တာမန်သိနေကြနိဝရဏတရား5ပါးထဲမှာအဝိဇ္ဇာနိဝရဏနောက်ထပ်တစ်ပါးဆက်ထည့်လိုက်ရင်နိဝရဏတရား6ပါးဖြစ်တယ်အဲ့ဒီနိဝရဏတရား6ပါးကိုရသော်ဘုရားဟောခဲ့တဲ့ဒေသနာတော်တွေနဲ့အညီဥပမာပေးပြီးတော့သော်ဘုရားကြီးကရေးတာပေးတဲ့ဥပမာတွေကသူ့စိတ်ထဲမှာသူ့ဉာဏ်ထဲမှာသူ့ပေါ်လာတဲ့ဥပမာတွေကိုရေးတာတော့မဟုတ်ဘူးရသော်ဘုရားဟောထားတဲ့အတိုင်းရသော်ဘုရားပေးခဲ့တဲ့အတိုင်းဥပမာပေးတာပါဒါနိဝရဏတရား6ပါးဘာတွေတော့5ပါးတော့တိုင်းသိကြတယ်နော်ကာမိသန္နနိဝရဏယာဘာဒနိဝရဏထိနာမေဒနိဝရဏဩဒေသပက္ခောသနိဝရဏဝိသိကိစ္စနိဝရဏဒါအတိများတဲ့နိဝရဏတရား5ပါးအဲ့ဒီတွေကိုထပ်ပြီးတော့အဝိဇ္ဇာနိဝရဏလို့နိဝရဏတရားတစ်ပါးထပ်တိုးလိုက်ရင်နိဝရဏ6ပါးဖြစ်တယ်အဲ့ဒီနိဝရဏတရား6ပါးကိုဥပမာပေးပြီးတော့ချမ်းသာအစစ်အမှန်ကိုမတွေ့ရအောင်မမြင်ရအောင်ဘယ်လိုပိတ်ပင်ကာကွယ်ထားလို့ဘယ်လိုတားဆီးထားလို့ဘယ်လိုဖုံးထားလို့ဆိုတာလေးကိုစောကြီးကပုံပေါ်အောင်ရေးပြဘယ်အနေစာရေးလို့ဆိုတော့နိဝရဏညီနာမဖြင့်ကိစ္စအပြာဤ6ပါးတွင်ကျွေးစားကိုနံစေဘာခံတို့အာရမဏငါကာမဤယတခံစားကာမသာတို့ဖမ်းများကာလတဘဝလုံးတဏှကြီးကြုံမတော်လံမဲ့စံကမလုံးတငုံငုံနဲ့နော်ကာမိသန္တာနိဝရဏကိုအရင်ရေးတာနိဝရဏတရား6ပါးထဲမှာတဲ့ကာမိသန္တာဆိုရင်နိဝရဏအိဗေကဘာလို့လဲဆိုတော့
ကာမဂုဏ်အာယုံရဲ့ပုံမှာလိုလားတောင့်တတဲ့ဆန္ဒကိုကာမိဆန္ဒကိုပြောတယ်တရုပ်တော့ရင်လောဘနော်ဥပြီးတော့ရိုးရှင်းရှင်းပြောရမယ်ဆိုရင်ကြည့်ခြင်းမြင်ခြင်းနဲ့စိတ်တွေဖြစ်နေလားကြားခြင်းနဲ့နားထောင်ခြင်းနဲ့စိတ်တွေဖြစ်နေလားနော်နမ်းရှူခြင်းစားတော့ခြင်းနဲ့တွေ့ထိခြင်းနဲ့တွေးကြံခြင်းနဲ့စိတ်တွေဖြစ်နေလားအဲ့ဒါကိုကာမိဆန္ဒလို့ခေါ်တာနော်ကာမဂုဏ်အာယုံလိုလားနှစ်သက်ဖွယ်ကောင်းတဲ့အာယုံ၅ပါးရဲ့ပုံမှာတောင့်တတဲ့စိတ်မဲ့မောတဲ့စိတ်ဒါကိုကာမိဆန္ဒအဲ့ဒီကာမိဆန္ဒဆိုတာဘာနဲ့တူလို့ဆိုလို့ရှိရင်တဲ့ဘဝမပြေလေလို့ငွေရှင်ကျွေးရှင်တွေကနေကျွေးယူထားတာနဲ့တူတယ်တဲ့ဟုတ်ကဲ့များတွေကကျွေးယူထားတယ်ဆိုရင်မဆက်ရမချင်းစိတ်မအေးရဘူးနော်ပေးရအောင်မယ်ပေးရအောင်မယ်ဒီကျွေးယူထားတဲ့ကိစ္စကြီးကကိုယ့်ရဲ့ခေါင်းထဲမှာအမြဲတမ်းဖြည့်စည်းတယ်နှိမ့်ဆက်တယ်အဲ့လိုပဲလိုချင်တောင့်တတဲ့စိတ်ဖြစ်နေလို့ရှိရင်ဒီလိုချင်တာမရမချင်းစိတ်ထဲမှာကျွေးယူထားတဲ့လူတစ်ယောက်ကျွေးမဆက်ရသေးတယ်လို့သူ့စိတ်ထဲမှာလည်းပဲအားရှိတော့ဘယ်တော့မှကိုကြီးရှိတယ်ဟုတ်တယ်မို့လားအဲ့ဒါနဲ့ရေးတာအဲ့ဒါမြတ်စွာဘုရားဟောတဲ့ဥပမာပဲနော်အာရမဏငါကာမဤယတခံစားကာမသာတို့အများကာလတဘဝလုံးတဏှကြီးကျွံမတော်လံမဲဒါတော့ဆက်ပြီးတော့ဆိုရေးရဒေသနာနဲ့ညီကြီးတာနော်ကျွေးစားကိုယ်နဲ့စေဝါခံတို့အာရမဏငါကာမဤယတခံစားကာမသာတို့နော်ကျွေးစားကိုယ်နဲ့စေဝါခံတို့သူများရဲ့ကျွေးကိုယူလဲရတဲ့အခါပြန်မဆန်းနိုင်ဘူးဆိုရင်တချို့သူ့အိမ်မှာအလုပ်လုပ်ပြီးတော့စရတာရှိတယ်မလွတ်လပ်တော့ဘူးနော်ကိုယ်တဘဝလုံးသူ့အတွက်ပေးလိုက်ရတယ်အခုခေတ်မှာတော့အဲ့ဒီဥစ္စာသိပြီးတော့မရှိဘူးနော်ကျွေးမဆက်နိုင်လို့သူ့အိမ်မှာသွားပြီးတော့အလုပ်လုပ်ပေးရတယ်ဆိုတာဟုတ်တယ်တချို့ရွာတွေမှာလည်းပဲအဲ့ဒါရှိသေးတယ်ဟုတ်လားသွားပြီးတော့ဒီလေတွေပါလေလုပ်ပေးရတာရှိတယ်ဒါအချိန်ပိုင်းနေနဲ့ကြုံခံရတာနော်အဲ့လိုပဲကျွေးစားကိုယ်နဲ့စေဝါခံတို့အာရမဏငါကာမဤယတခန္ဓာကာမသာတို့ဖန်များကာလတဘဝလုံးတဏှကြီးကြုံမတော်လံမဲ့သံဃာမလွတ်တန်ကုန်ကုန်ဖြင့်သုံးလျက်စီဖြစ်ခဲ့အပိုင်းမလွတ်နိုင်ကြောင်းဆက်ပြီးတော့ရေးတာတွေကပို့ပြီးတော့ကောင်းတယ်နော်ဒါကမှလို့ရေးလို့ဒီကာမဘုံသားတတ္တဝါတွေဆိုတာနော်အလွန်ရှိရတဲ့တန်တဲ့ရှောင်းလုံးကနေဒီကနေ့တိုင်အောင်ဖန်များကာလတဘဝလုံးတဏှကြီးကြုံမတော်လံမဲ့သံဃာမလွတ်တန်ကုန်ကုန်ဖြင့်သုံးလျက်စီဖြစ်ခဲ့အပိုင်းနော်တဏှာအရှင်သခင်ရဲ့ကြေးကျွန်ဖြစ်နေနေရတယ်အဲ့ဒါကိုကမတော်လန်နိုင်ဘူးတဲ့စံကံမလှုပ်တမုံမုံဖြင့်ညင်းဆန္ဒလည်းမလုံးနိုင်ဘူးသူ့ကိုဖက်ကံလည်းမလုံးနိုင်စံကံမလှုပ်တမုံမုံဖြင့်အများနဲ့ငုံပြီးတော့ခံရတယ်ဘာနဲ့တူလို့ဆိုလို့ရှိရင်သုံးလျာစစ်ဖြစ်ခဲ့အပိုင်းမလွန်နိုင်ကြောင်းသုံးလျာစစ်ဆိုတာဘာပြောတာစစ်ပွဲတွေတိုက်တဲ့အခါမှာ